အချင်းခရီးသွားသူတယောက်တကယ်ပဲပေါ်လာခဲ့တာလားဒီဓာတ်ပုံကတော့ online လောကမှာနှစ်ပေါင်းများစွာကတည်းကလူပြောအများဆုံးဖြစ်ခဲ့တဲ့ time traveling hipster ရဲ့ဓာတ်ပုံပဲဖြစ်ပါတယ်1940ခုနှစ်ကနေဒါနိုင်ငံက South Fork Bridge တရားဖွင့်ပွဲမှာရိုက်ကူးခဲ့တဲ့ဒီပုံကို Bralon Pioneer Museum ကနေတရားဝင်ထုတ်ပြန်ထားတာပါဒါပေမဲ့ဒီပုံထဲမှာကြံတဲ့လူတွေနဲ့လုံးဝမတူဘဲကွဲထွက်နေတဲ့လူငယ်တယောက်ရှိနေပါတယ်သူဟာဘာကြောင့်အချင်းခရီးသွားသူလို့သတ်မှတ်ခံနေရတာလဲအဓိကအချက်၃ချက်ကိုကြည့်ရအောင်၁ခိရှိဘီလွန်းတဲ့နေကမြန်မာ1940ဝန်းကျင်ကလူတွေဟာဝိုင်းဆက်တဲ့မြန်မာဒီကိုပဲအသုံးများရတာပါဒါပေမဲ့ဒီလူငယ်ဝတ်ထားတဲ့မြန်မာကတော့ဘေးပေါင်ပါတဲ့ modern design ဖြစ်နေပြီးအခုခေတ် sport sunglasses တီနဲ့တထေးတာတီတူနေပါတယ်နှစ်20ရာစု style အဝတ်အစားဘုံထဲကတခြားအမျိုးသမီးတွေကကိုယ်အင်ဂျီနဲ့ဦးထုတ်တွေကိုတက်တက်ရရဝစ်ဆန်ထားချိန်မှာသူကတော့ graphic t-shirt တစ်ထည်ပေါ်မှာ zip ပါတဲ့ hoodie တစ်ထည်ကိုထပ်ဝတ်ထားပါတယ်ဒီလို fashion မျိုးကအဲ့ဒီခေတ်မှာလုံးဝမရှိသေးပဲ21ရာစုရောက်မှသာခေတ်စားလာတဲ့ style မျိုးဖြစ်နေတာပါ3လက်ထဲမှာကင်မရာအသေးစားအရှိကလူကင်ထားတဲ့ရှေးဟောင်းကင်မရာကြီးနဲ့နှိုင်းယှဉ်ကြည့်လိုက်ပါဒီလူငယ်ကင်ထားတာကလက်ထဲမှာအသာလီစုပ်ကင်လို့ရတဲ့ compact camera ပုံစံမျိုးဖြစ်နေပါတယ်အဲ့ဒီခေတ်ကကင်မရာနည်းပညာနဲ့ဆိုရင်ဒါဟာမဖြစ်နိုင်တဲ့လောက်ပါပဲဒါဟာ Photoshop နဲ့ပြင်ထားတာလားမဟုတ်ပါဘူးဒီဓာတ်ပုံဟာစစ်မှန်ကြောင်းကို Virtual Museum ကပညာရှင်တွေကတေချာစစ်ဆေးအတည်ပြုထားပြီးသားဖြစ်ပါတယ်ဒါကြောင့်လဲလူတော်တော်များများကသူ့ကိုအနာဂတ်ကနေရောက်လာတဲ့ jumper တကောက်လို့ခိုင်မာမာယုံကြည်နေကြတာပါတင်ရောဘယ်လိုထင်လဲသူဟာတကယ်ပဲအချိန်ကိုဖြတ်ကျော်လာသူလားဒါမှမဟုတ်ခစ်ရှည်ပြေးလုံးနဲ့လူငယ်တယောက်ပဲလားဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတကယ်ပဲအချိန်ခရီးသွားတာဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့စိတ်ပညာနီးကြအချက်အလက်တွေကိုထပ်ပြီးသိချင်သေးလားဗျာပြောခဲ့ပြီးအောင်နော် like follow လုပ်ပေးခဲ့ကြပါအောင်ကြည့်စုပါခင်ဗျာ